ခြေတော်ဥခိုက်၍ပြင်ဖိတ်လျှောက်ထားအပ်ပါတယ်ဗျာပဲမင်္ဂလာပါဒီနေ့ဆရာလေးတို့ကျင်းပမယ်ဖြစ်တဲ့ Body Theory ရိပ်သာရဲ့စနေနေ့ဓမ္မဒါနအွန်လိုင်းတရားပွဲပေါ့နော်စက်တင်ဘာလ20ရက်2025ခုနှစ်နေ့မှာဆရာလေးဒီနေ့ညဟောပြောပေးမယ်ခေါင်းစဉ်လေးကတော့အားလုံးကြီးညာထားတဲ့အတိုင်းပဲဗုဒ္ဓနီးကြအသက်ရှူခြင်းပေါ့နော်အဲ့ဒီဟာလေးနဲ့ဆရာလေးကစူးစမ်းပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဗုဒ္ဓနိကြအသက်ရှူခြင်းဆိုတာကတကယ်တမ်းပြောရင်တော့ဒီနေ့ကတော့ကျင့်စဉ်ပိုင်းကိုပို့ပြီးတော့မှပြောပြပေးမယ်ပေါ့နော်ကျင့်စဉ်ပိုင်းကိုပို့ပြီးပြောပေးမယ်အသက်ရှူတယ်ဆိုတဲ့နေရာမှာဒါအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဆရာလေးတို့မှာလူတိုင်းကအသက်ရှူတာအချိန်ပြည့်နော်အချိန်ပြည့်24နာရီရှင်24နာရီလုံးအသက်ရှူကြတာပဲလीနော်အဲ့တော့ဘာမြန်မာလူမျိုးမို့လို့အသက်ရှူပြီးတော့တခြားနိုင်ငံသားအသက်မရှူတာလည်းမရှိဘူးပေါ့နော်အဲ့တော့လူတိုင်းအသက်ရှူကြရတယ်အသက်ရှူတဲ့အခါမှာလည်းပဲအချိန်ပြည့်24နာရီလုံးအသက်ရှူတယ်ဒါပေမဲ့ဆရာလေးတို့မှာအသက်ရှူပုံရှူနည်းတွေကွာခြားကြတယ်ပေါ့နော်တချို့ကအသက်ရှူတဲ့အခါမှာဒီသတိလက်လွတ်နဲ့ပဲရှူမိတာလည်းရှိတယ်ပေါ့နော်တချို့ကြတော့လေအသက်ရှူတာလေးကိုတည်တည်ချာချာသတိထားပြီးတော့မှရှူတာလည်းရှိတယ်ရှူတိုင်းကိုတတ်နိုင်သမျှသိအောင်ရှူတာလည်းရှိတယ်နောက်တစ်ခုကလည်းဒီလိုမျိုးအသက်ရှူကြတဲ့အခါမှာရည်ရွယ်ချက်မျိုးမျိုးရှိကြတယ်ပေါ့နော်တချို့ကြတော့လည်းပဲကျန်းမာဖို့အတွက်ကိုအသက်ရှူလေ့ကျင့်ခန်းကိုလုပ်ကြတာပေါ့နော်ဒီခေတ်မှာဆိုတော့အများကြီးရှိတာပေါ့နော်အသက်ရှူလေ့ကျင့်တဲ့ပုံစံအမျိုးမျိုးရှိကြတယ်ပေါ့နော်ရှိကြတယ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်အသက်ရှူကြတယ်ပေါ့နော်တခါတလေမှာမိမိရဲ့စိတ်ကျန်းမာရေးအတွက်အသက်ရှူရတယ်တခါတလေမှာမိမိရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်အသက်ရှူရတယ်ပေါ့အဲ့တော့ဒီနေ့ကတော့မြတ်စွာဘုရားဟောထားတဲ့အသက်ရှူပုံရှူနည်းဘယ်လိုရှူရတာလဲဒါလေးကိုဆရာလေးကကျမ်းဂန်နေနဲ့ကနေလဲပြောပြပေးမယ်နောက်တစ်ခုကဒါအားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာရှိတဲ့ဆရာတော်ဘုရားကြီးတွေရဲ့သင်ကြားပေးတဲ့အသက်ရှူနည်းပေါ့နော်ဒါလေးလဲဆရာလေးစူးစမ်းပြီးတော့ပြောပေးမယ်ပေါ့နော်နောက်တစ်ခုကဒီလိုမျိုးဗုဒ္ဓနီးကြအသက်ရှူမယ်ဆိုရင်အသက်ရှူတယ်ဆိုရင်ဘယ်လိုကျေးဇူးတွေရလဲဆိုတာလေးရလဲဒီသိပ္ပံနီးကြသူတေသနာတွေရှာဖွေထားတဲ့ဟာတွေလည်းရှိတယ်နောက်တစ်ခုမြတ်စွာဘုရားကိုယ်တိုင်ပဲဒီပါဠိတော်တွေထဲမှာဒီเนาะဒီဟောထားတယ်ပေါ့နော်ကျမ်းဂန်တွေထဲမှာဟောထားတာတွေလည်းအများကြီးရှိတယ်ပေါ့အဲ့တော့ဆရာလေးတို့ဒီပထမဦးဆုံးပြောရမယ်ဆိုရင်ဒီဗုဒ္ဓနီးကြဆိုတဲ့နေရာမှာဆရာလေးကတော့ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ထေရဝါဒဗုဒ္ဓဘာသာဝင်မှာဘာသာမှာစာပေတွေထဲမှာဟုတ်လားနော်နီးတဲ့ဒီဗုဒ္ဓထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ဆရာတော်ဘုရားကြီးတွေရဲ့နီးကိုပဲဆရာလေးကတော့ဦးစားပေးပြီးတော့ပြောမှာပေါ့ဒါပေမဲ့ဘ ഹു တုတအနေနဲ့ပြောပြရမယ်ဆိုရင်ဆရာလေးတို့လိုပဲဗုဒ္ဓဘာသာတခြားဒီ school ကိုခေါ်တာပေါ့နော်တခြားဗုဒ္ဓဘာသာဒီရှိသေးတာပေါ့နော်ရှိသေးတော့ထေရဝါဒအပြင်ကိုဥပမာဇင်ဗုဒ္ဓဘာသာပေါ့နော်ဇင်ဗုဒ္ဓဘာသာဆိုရင်ဒီဂျပန်နိုင်ငံတို့နော်ကိုရီးယားတို့မှာခေတ်စားတာပေါ့နော်သူတို့ကထုံးကားတယ်ပေါ့လေဒီလိုပြောရမှာဇင်မှာဆိုလို့ရှိရင်သူကဒီဆရာလေးတို့အသက်ရှူတဲ့ဟာလေ့ကျင့်ခန်းပေါ့နော်ဒီဆရာလေးတို့ထေရဝါဒကအခေါ်ပေါ်ကတော့အာနာပါနလို့ခေါ်တာပေါ့နော်အာနာပါနနော်အဲ့တော့အာနာပါနရဲ့ဒီဟိုကတော့အလုံးသိတဲ့အတိုင်းပဲပေါ့နော်အဝင်လေထွက်လေကိုပြောတာပဲလေနော်ဝင်လေထွက်လေပြောအဲ့တော့ဒီဇင်ဗုဒ္ဓဘာသာမှာကြတော့ဒီဝင်လေထွက်လေကိုသူတို့မှတ်တယ်ဟာလေ့ကျင့်ခန်းကိုmeditation ကိုတော့ generally သူတို့ကဇာဇန်လို့ခေါ်တယ်ပေါ့နော်ဒီအာနာပါနပေါ့ဆရာလေးတို့ဘက်ကခေါ်တဲ့ဒီ
breath meditation လို့လည်းပြောလို့ရတယ်ဒါမှမဟုတ် mindfulness of breathing အာနာပါနတတိလို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒါကြတော့သူတို့ဇင်မှာကြတော့သူတို့ကSusokukan ဆိုပြီးတော့ Susokukan လို့ခေါ်တာပေါ့အဲ့ဒါကြတော့သူတို့ကလည်းဒီဝင်လေထွက်လေမှတ်တဲ့ဟာမှာကဏန်းနဲ့ရေတွက်ပြီးတော့မှတ်တယ်သူတို့လည်းကဏန်းရေတွက်တဲ့နည်းရှိတယ်ပေါ့နော်နောက်ဆရာလေးတို့တိဘက်တန်ပေါ့နော်တိဘက်ဗုဒ္ဓဘာသာကိုလေ့လာမယ်ဆိုရင်လည်းပဲတိဘက်ဗုဒ္ဓဘာသာမှာလည်းပဲသူတို့ကအာနာပါနတတိဆိုတာရှိတယ် mindfulness of breathing ပေါ့နော်အာနာပါနတတိဆိုတာရှိတယ်သူတို့လည်းပဲသူတို့က counting method နဲ့သူတို့လည်းမှတ်ကြတယ်ပေါ့နော်1ကနေ10ပြီးရင်1ကနေ10ပြန်ပတ်တယ်ပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ဆရာလီတို့ ਨੇ ဆင်တယ်လို့ပြောရမှာပေါ့နော်ဆင်တယ်လို့ပြောရမယ်အဲ့တော့ဒီဝင်လေထွက်လေကိုအသက်ရှူတာကိုကြာနာနာတတိကပ်ပြီးတော့အသက်ရှူပါလို့မြတ်စွာဘုရားဟောထားတာတုတ်တန်တွေအများကြီးပဲရှိတယ်နော်နာမည်အကြီးဆုံးတုတ်တန်ကတော့2ခုရှိတယ်အာနာပါနတတိတုတ်တန်နဲ့မဟာတတိပဋ္ဌာနာတုတ်တန်ဆို2ခုရှိမဟာတတိပဋ္ဌာန်တုတ်တန်ဆိုတာကတော့နေ့စဉ်ဘဝတတိပဋ္ဌာန်ကိုတက်ဖူးကြတဲ့သူတွေဆိုရင်ဒါဆရာလေးတောက်လျှောက်ပြောနေတာရင်းနှီးပြီးသားပေါ့နော်ဒီနေ့ညတော့အာနာပါနတတိတုတ်တန်ဆိုတာသူကတော့ဒီ mindfulness of breathing ဒါမှမဟုတ်လဲ breath meditation ပေါ့နော်အဲ့ဒီဟာကိုသူကကျေတဝင့်ဒီဟောထားတာเนาะအာနာပါနတတိသုတ်တန်နဲ့เนาะအကျေတဝင့်ဟောထားတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒီဝင်လေထွက်လေရဲ့ဝင်လေထွက်လေကိုဒီရှူရတဲ့အကျိုးကျေးဇူးဆိုတာဘလောက်တောင်မှများလဲဆိုရင်เนาะဒီဝင်လေထွက်လေဒီမှတ်ချင်းအားဖြင့်เนาะသူကအဲ့ဒီသုတ်တန်ထဲမှာ16ဆင့်ပြထားတယ်သူကလေ16ဆင့်ပြထားတယ်အဲ့ဒီမှာဒီ16ဆင့်အတိုင်းပဲအားထုတ်ပြီးတော့ဝင်လေထွက်လေကိုတဲ့เนาะတတိလေးကပ်ပြီးတော့ဝင်လေဝင်လေလဲရှူတယ်ရှူထုတ်တယ်ရှူသွင်းတယ်ပေါ့เนาะဒီလိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တဲ့နံပါတ်1သူကဒီဆရာလေးတို့နားလည်ပြီးသားရင်းနှီးပြီးသားဖြစ်တဲ့တတိပဋ္ဌာန်၄ပါးလုံးအကျုံးဝင်နေတဲ့เนาะသူက4 in 1ကြီးเนาะ4 in 1ကြီးဖြစ်တယ်တဲ့เนาะဒီတတိပဋ္ဌာန်၄ပါးလုံးကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်၄ပါးစလုံးအကျုံးဝင်နိုင်တယ်တဲ့အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုဒကမာကြီးတို့ဒကာကြီးတို့ဒီအသက်လေးရှူလိုက်တာကိုလက်လွတ်စပယ်မရှူဘဲနဲ့တတိလေးကပ်ပြီးတော့များအသက်ကလေးကိုရှူမယ်ရှူရင်ရှူမှန်းသိတယ်ထုတ်ရင်ထုတ်မှန်းသိတယ်เนาะဒီလိုလေးသိလိုက်တာနဲ့ကိုတဲ့နံပါတ်1ဘာဖြစ်လဲကာယ ानु ပတနာလို့ခေါ်တဲ့လီဆိုတာလေးကကာယမဟုတ်ဘူးလားရုပ်ကလေးလေအဲ့တော့လီလေးဝင်လာတာကိုသိရနှာသီးဝမှာအသားလေးကိုထိပြီးတော့ဝင်သွားတယ်ဆိုတော့ဒီအသားကိုယ့်ရဲ့နှာသီးဝလေးကလည်းရုပ်ဟိုဘက်ကဝင်လာတဲ့လီလေးကလည်းရုပ်ချင်းထိပြီးတော့တိုက်ပြီးတော့မှဝင်သွားတာလေးကိုသိလိုက်တာနဲ့ကာယ ानु ပတနာရှုပြီးသားဖြစ်သွားတယ်ဝေဒနာနုပတနာတစ်ခါတလေမှာလေကိုရှူရတာကောင်းတယ်တစ်ခါလေမကောင်းဘူးလို့ခံစားချက်ကလေးတွေရှိတယ်เนาะအဲ့ဒီလိုမျိုးလေးတွေရှိလာပြီဆိုလို့ရှိရင်ဒုက္ခဒုက္ခဟလာရှူနေရတဲ့ခါမှာတစ်ခါတလေဖြစ်တယ်ဆိုရင်ဒါဆိုလို့ရှိရင်ဝေဒနာတွေကိုဝင်သွားဝေဒနာနုပတနာဖြစ်သွားနောက်တစ်ခုကိုဝင်ခြင်းနဲ့လေလေးကိုရှူခြင်းနဲ့စိတ်ကလေးရှိလို့ရှူတယ်ထုတ်ခြင်းနဲ့စိတ်ကလေးရှိလို့ထုတ်တယ်အဲ့ဒီလိုမျိုးလေးသိလိုက်တာနဲ့မှတ်လိုက်တာနဲ့စိတ်ဓာနုပတနာဖြစ်သွားတယ်ဟုတ်လားဓမ္မနုပတနာဆိုတော့ခုနနေကဝင်လေထွက်လေမှတ်နေတဲ့အချိန်မှာတတိအားကောင်းအောင်တမာတိအားကောင်းအောင်ဝရိယတွေလည်းထည့်ပေးရတယ်ဘုဇင်9ပါးလုံးပြည့်စုံအောင်ကြိုးစားနေတဲ့အချိန်လေးရှိတယ်တခါတလေကြတော့လည်းပဲမှတ်နေရနေအတွေးလေးတွေပေါ်လာတော့အတွေးလေးတွေကိုလိုက်မှတ်ရတခါလေအိမ်ငိုက်သွားတယ်လေကိုပြန်ရှူရတယ်ဒါတွေအားလုံးကြောင့်ဓမ္မနုပတနာတဲ့ဝင်သွားပြန်ရအဲ့ဒီအတွက်ကြောင့်တဲ့သူကအာနာပါနဒီဝင်လေထွက်လေကိုကြာနာလေးဗုဒ္ဓနီးကြအသက်ကလေးရှူလိုက်ပြီဆိုတာနဲ့တတိပဋ္ဌာန်လဲကျင့်ပြီးသားဖြစ်သွားတာတဲ့နော်ဒါဘာလို့4 in 1ပေါ့ဟုတ်လားနော်ဒီလိုကြီးတစ်ခုတည်းရှူလိုက်တာနဲ့၄ခုပြီးမြောက်သွားအဲ့ဒါတည်းမကပါဘူးတဲ့ဘုဇင်9ပါးလို့ခေါ်တဲ့နော်ဆရာလေးတို့အမြဲတမ်းဘုဇင်ကတုတ်ဆိုရွတ်နေကြတာပဲနော်ရှိတယ်နော်ဘုဇင်တုတ်ကိုရွတ်နေကြတာပဲအဲ့ဒီမှာဆိုရင်တတိတို့ဓမ္မဝိဇယပညာတို့ဝိရိယတို့ပီတိ
ပတ္တတိတမာတိဥပက္ခဆိုရယ်စတဲ့ဘုဇင်တွေအားလုံးလည်းပဲပြည့်စုံနိုင်တယ်တဲ့တွေးကြည့်ပေါ့ဒကမာကြီးတို့ဒီတိုင်းလက်လွတ်စပယ်ကြီးနော်အသက်ကိုရှူလို့ရှူမှန်းတော့မသိဘူးတခါတလေမှလေဟုတ်လားအလုံးလုံးနေတဲ့အချိန်တွေဇောကတ်နေတဲ့အချိန်တွေဆိုတွေးကြည့်ပေါ့နော်ဟင်ထမင်းချက်တဲ့အချိန်မှာပဲဖြစ်စီနော်တခါတည်းဟိုအချိန်မီပြီးဖို့အတွက်ကိုလောနေတာလေအသက်ကိုဘလို့ရှူလို့ရှူမှန်းတာမသိလိုက်ဘူးဟုတ်လားနော်တခါတလေကြတော့လည်းပဲဒေါသဖြစ်တဲ့အချိန်တွေရှိတယ်ဆိုလို့ရှိရင်လေအသက်ရှူတန်တွေကပြင်းပြီးနှလုံးခုန်တန်တွေကပြင်းပြီးတော့ဒါလည်းမသိပြန်ဘူးဟုတ်လားဒါမျိုးတွေတခါလေအိတ်ချင်ငိုက်မိတဲ့အချိန်ကြတော့လေအသက်ရှူတာကနှေးသွားပြန်ရောမမြန်တော့ပြန်မောဟကြီးနဲ့ရှူနေဟုတ်လားအဲ့တော့ဆရာလီတို့တွေကဘလို့တွေဖြစ်နေကြလဲဆိုတော့လောဘနဲ့ရှူလိုက်ဒေါသနဲ့ရှူလိုက်မောဟနဲ့ရှူလိုက်မာနနဲ့ရောမရှူလားမာနနဲ့လည်းရှူနေပြန်တာပဲဟုတ်လားတခါတလေကြတော့သူများကိုဟုတ်လားမနာလိုဝန်တိုတဲ့စိတ်နဲ့ရောအိတ်သာမစ္စရိယတွေနဲ့လည်းရှူနေပြန်ရောတနေ့လေတွေးကြည့်နော်တတိနဲ့ရှူတဲ့အချိန်နဲ့ဟာလာတတိမပါဘဲနဲ့ကြံတဲ့ဒီခုနပြောတဲ့ပေါ့နော်တကယ် cheap qualities တွေပေါ့နော် cheap quality mind နေနဲ့ရှူနေတာနဲ့ပဲပိုများလေပေါ့ချိန်ဝင်တဲ့ချိန်ကြီးပေါ့နော်ချိန်ဝင်တဲ့ချိန်ကြီးအဲ့တော့ဘာဖြစ်လဲဆိုတော့ခါကြတော့လောဘနဲ့ရှူတဲ့ခါကြတော့လေဟာလာတခါတည်းမိမိရဲ့ခန္ဓာကိုယ်မှာဘာဖြစ်လဲဒီအသက်မရှူတတ်လို့ကိုယောဂတွေကရတယ်ဟုတ်လားဒေါသကြီးတတ်တဲ့လူဘာဖြစ်လဲနှလုံးယောဂတို့သွေးတို့ဟုတ်လားဖြစ်ကြတယ်ဘာဖြစ်လို့လဲအသက်မရှူတတ်လို့ပေါ့ဟုတ်လားဒါဝင်လေထွက်လေကိုမမှတ်တတ်လို့မရှူတတ်တဲ့ခါကျတော့ဘာနဲ့ရှူလဲတကယ်ကိုယ်အမြဲတမ်းဆရာလေးတို့ရဲ့ပေါင်းနေကြအဖော်တွေဖြစ်တဲ့လောဘဒေါသမောဟတွေနဲ့ပဲပေါင်းမိပြီးတော့ဟုတ်လားအော်တိုမိုင်းတွေကအဲ့ဘက်ပဲဖြစ်ပြီးတော့အသက်ရှူတဲ့ခါမှာလည်းအဲ့ဒီလိုပဲရှူမိနေကြတယ်နော်ရှုမိနေကြအဲ့တော့ဘာတွေဖြစ်လဲဆိုရင်မလူလားအပ်တဲ့ကျန်းမာရေးပြဿနာတွေမလူလားအပ်တဲ့စိတ်ဆင်းရဲခြင်းတွေပြဿနာတွေဖြစ်ကြရတာပေါ့နော်ဒါကြောင့်မို့လို့အသက်ရှူတတ်ပြီဆိုရင်ဗုဒ္ဓနေကြအသက်ရှူတတ်ပြီဆိုရင်တတိပဋ္ဌာန်၄ပါးလုံးလည်းအကျုံးဝင်တယ်တဲ့ဘုဇင်9ပါးလည်းအကျုံးဝင်တယ်အဲ့တော့တတိပဋ္ဌာန်၄ပါးဘုဇင်9ပါးအကျုံးဝင်ပြီဆိုမှတော့အရိယာသူတော်ကောင်းဖြစ်ဖို့လမ်းကြောင်းပေါ်ရောက်ပြီပေါ့ဟုတ်တယ်မလားလမ်းကြောင်းပေါ်ရောက်ပြီသောတာပန်တဂဒါဂံအနာဂံယဟန္တာထိဖြစ်နိုင်တယ်တဲ့မြတ်စွာဘုရားလေဒီတုတ်တန်ကြီးထဲမှာအာမခံထားတာနော်သူပြောတဲ့အတိုင်းသာအသက်ရှူကြည့်ပါသူပြောတဲ့အတိုင်းသာဒီဝင်လေထွက်လေကိုတေးသေးချာချာသိအောင်လုပ်ပါတဲ့ဒီလမ်းကြောင်းကြီးရာတဲ့ဒီနော်နောက်ဆုံးဘာဖြစ်လဲဒီဆရာလေးတို့ဒီဝိဇ္ဇာပေါ့နော်အဝိဇ္ဇာကနေဖုံးနေတာလောဘဒေါသတွေဖုံးရာကနေလည်းပဲဉာဏ်လင်းနေရနိုင်တယ်နောက်ဆုံးဘာဖြစ်လဲဒီဒုက္ခတန်တရားကနေလွတ်မြောက်နိုင်တဲ့အထိတောင်ရနိုင်တယ်ယဟန္တာအထိဖြစ်နိုင်တယ်လို့ guarantee ပေးထားနော်ဒါပေမဲ့ဆရာလေးတို့ကဘာဖြစ်လဲမလို့ဖြစ်ပါဟုတ်တယ်မလားဘလို့ရှူလို့ရှူရမှန်းလဲမသိပါဘူးဟုတ်လားဘလို့ရှူလို့ရှူရမှန်းဟိုလေ့လာရင်နဲ့ပဲအသက်တွေကတဖြည်းဖြည်းနဲ့လဲကြီးလာကြပြီဟုတ်လားနော်တနေ့24နာရီမှာတကယ်ကိုဟာနဲ့ကိုနှာသီးဝလေးမှာစိတ်ထားပြီးဝင်လေထွက်လေကိုမှတ်တဲ့အချိန်ကြီးအတွက်ကမိနစ်ဘယ်လောက်ရှိသလဲတတိထားကြည့်ပေါ့တခြားကြည့်ပေါ့အသက်ရှူတာလေးကိုတတိကတ်လိုက်တယ်ဆိုတာနဲ့ကိုလေကိုယ့်ရဲ့အကျိုးတွေနော်80ရာခိုင်နှုန်းလောက်ရော့ကျသွားတာတက်ကလေးကိုသေးချာလေးကိုပြဝလေးအေးဆေးလေးပဲဘာမှနော်ဇောတွေမပါပဲနဲ့အေးဆေးလေးပဲရှူကြည့်ရင်ကိုခန္ဓာကိုယ်လေးကပျော့ပြောင်းပြီးတော့မှစိတ်ကလေးကလည်းအေးပြီးတော့ချက်ချင်းကိုနေလို့ထောင်လို့ကိုကောင်းတာချက်ချင်းဖြစ်တာเนาะဒါပေမဲ့ဘာဖြစ်လဲဆရာလေးတို့တွေကမေ့လဲမေ့ကြတယ်တခါတလေကြတော့လေလှုပ်ဖို့ဟာကိုစိတ်ကအဲ့ဒီရှိကိုမရောက်ဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားကဗုဒ္ဓနိကြမြတ်စွာဘုရားဟောတဲ့အတိုင်းပဲအသက်ရှူရင်တဲ့เนาะဘလို့အကျိုးကျေးဇူးတွေရတယ်ဆိုတာကိုအဲ့အာနာပါနတတိတုတ်တန်ထဲမှာပြောထားအဲ့ဒီထဲမှာဆရာလေးတို့ဒီအထာကထာတွေကတော့ပြန်ပြီးတော့ဖွင့်တာတွေကအများကြီးရှိတာပေါ့နော်အဲ့တော့ဒီမှာဒီ
ဒီသုတ်တန်ထဲမှာတော့အဓိကသူကဆရာလေးတို့ဘာကိုပြောထားလဲဆိုတော့သူကဒီ16ဆင့်ပေါ့လေနားလည်အောင်ပြောရရင်တော့16ဆင့်ရှိတယ်16ဆင့်ကို၄ပိုင်းပိုင်းလိုက်တဲ့အခါကျတော့၄လ16ဆိုရင်ပထမပိုင်းမှာ၄ဆင့်ဒုတိယပိုင်းမှာ၄ဆင့်တတိယပိုင်းမှာ၄ဆင့်စတုတ္ထပိုင်းမှာ၄ဆင့်အဲ့ဒါတွေအကုန်လုံးကလည်းပါလဲဆိုပထမပိုင်း၄ဆင့်ဒီဘာကိုပြောလဲကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မှသိပြီးတော့မှမိမိရဲ့ဒီဝင်လေထွက်လေနဲ့ပတ်သက်ပြီးတော့မှသိပြီးတော့မှရှုသွင်းရှုထုတ်လုပ်တဲ့ဟာပေါ့နော်အဲ့ဒါမျိုးပေါ့ဒုတိယပိုင်းကျတော့ဝေဒနာပေါ့ကိုယ့်ရဲ့ခံစားချက်ကလေးတွေနဲ့နော်ဥမာကိုကကြိုက်နေတယ်တခုခုပေါ့လေးထားပါတော့ပျော်နေတယ်ပေါ့နော်ပျော်နေတဲ့အချိန်လေးဆိုရင်လည်းပျော်ရင်ပျော်မှန်းသိပြီးတက်ကလေးကိုရှုပါတဲ့ဟုတ်လားတခါလေးစိတ်တအားညစ်နေတဲ့အချိန်လေးရှိတယ်စိတ်ညစ်နေတဲ့အချိန်လဲစိတ်ညစ်နေတာလေးကိုသိရင်းနဲ့ပဲဝင်လေထွက်လေလေးကိုရှုပါတဲ့ဟုတ်လားမြတ်စွာဘုရားတခါလေကြာစိတ်ညစ်တာလည်းမဟုတ်ဘူးပျော်တာလည်းမဟုတ်ဘဲနဲ့အလေလက်စိတ်ကလေးပဲဖြစ်နေလေအဲ့ဒီအလေလက်စိတ်ကလေးဖြစ်နေတာလေးကိုသိပြီးတော့ပဲအသက်ကလေးကိုရှုပါတဲ့နော်ဒါကဒုတိယအဆင့်နံပါတ်နော်၄ဆင့်သူကမြတ်စွာဘုရားအဲ့မှာဟောထားတာတတိယပိုင်းကျတော့စိတ်ကလည်းဒီလိုပဲစိတ်ရဲ့ကိုယ့်ရဲ့စိတ်ရဲ့အခြေအနေကိုတိလျက်နဲ့ပဲဝင်လေထက်လေလေးကိုမှတ်ပါတဲ့ဟုတ်လားတခါတလေကြာရင်ကိုမှလောဘစိတ်ဖြစ်နေတယ်ဆိုလောဘစိတ်ဖြစ်နေမှန်းသိပြီးငါဒီမှာထားပါတော့တခုခုပေါ့လေဒီမိုင်းတို့ရှိမှာပေါ့ဗါတယ်ဥမာဝက်စားတစ်ခုခုဝယ်ခြင်းနေတဲ့ဒါမှမဟုတ်ရင်လည်းအစားတစ်ခုခုစားခြင်းနေတဲ့တခုတနေရာကိုတရားရုံးနဲ့ဖုန်းပြောခြင်းနဲ့ဘလို့ပဲဖြစ်ဖြစ်เนาะအဲ့ဒီမှာကိုရဲ့ဖြစ်ချင်တဲ့စိတ်တီးเนาะလောတဲ့စိတ်တီးရှိလိမ့်မယ်ဟုတ်လားအဲ့ဒါမျိုးလေးတွေကိုကြည်ပြီးတဲ့ခါကျငါလောဘဖြစ်နေပါပြီလားလောဘဖြစ်မှန်းသိပေးရုံပဲသိပေးရုံဒီနေရာမှာမေးစရာရှိတယ်လောဘဖြစ်တယ်ဆိုရင်တခါတလေကြာရင်ကိုငါလည်းလောဘကြီးလိုက်တာဆိုအပြစ်တင်တယ်အဲ့ဒီဟာအရင်လာပြီးမှရှူရမှာလားဟုတ်လားဒါမှမဟုတ်လို့ရှင်လေဘာမှလောဘဖြစ်တာသာတိဟလားကိုဘာမှအပြစ်မတင်မဲနဲ့ရှူရမှာလားเนาะတကယ်တမ်းကတော့လောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်သဘာဝတရားပဲဒါသဘာဝတရားပဲသူအရှိထွက်မှာပဲเนาะကိုရှိတာကိုထွက်တာပဲဟုတ်လားပြဿနာမရှိဘူးအဲ့ဒါလေးကိုပဲသတိလေးထားပြီးတော့ဒါငါတခုခုစားကျင်စိတ်ပေါ်နေတာပဲစားကျင်စိတ်ပေါ်တဲ့စိတ်ကလေးသိပြီးတော့ပဲရှုသွင်းရှုထုတ်တတိလေးကပ်မယ်တခါလေဒေါသထွက်နေတာတယောက်ကိုဒေါသတွေထွက်နေတာဒါမှမဟုတ်အခြေအနေတခုခုကိုမကျေနပ်လို့ဒေါသတွေထွက်နေတဲ့အချိန်မှာလေတက်ကလေးကိုရှုသွင်းရှုထုတ်တာပဲเนาะချက်ချင်းကြီးပျောက်ရမယ်ချက်ချင်းကြီးဖြစ်ရမယ်ဒီစိတ်တွေမပါစရာမလိုပါဘူးเนาะပါစရာမလိုအာနာပါနာတတိတုတ်တန်ရဲ့ instruction အရဆိုရင်ဘလို့အသက်ရှူရမလဲဆိုတော့တိယုံလေးတိပြီးတော့ပဲရှူနေပါတဲ့ဒါပဲเนาะတိယုံလေးတိပြီးတော့ကိုယ်စိတ်ကိုတိယုံလေးတိပြီးတော့ပဲရှူနေပါဖြစ်ဖြစ်လက်ခံပြီးတော့တိယုံလေးတိပြီးတော့ပဲရှူနေပါတဲ့เนาะနောက်ဆုံးတစ်ဆင့်ကြတော့မမြဲခြင်းအိဋ္ဌာတို့ဟုတ်လားเนาะလေးကလည်းမမြဲဘူးပဲအခုပဲကြည့်နော်ခုနနေရဆရာလေးတို့စပြီးတော့တရားစဟောတဲ့အချိန်မှာအသက်ရှူနေတာမရှိတော့လုံးဝမရှိတော့ဝင်လေလေးတွေထွက်လေလေးတွေဟာဒီကဘာလောကကြီးထဲမှာမရှိတော့တာငါပိုင်ငါဆိုင်လို့ဖို့မပြောနဲ့ဒီလောကကြီးထဲမှာသူများတွေလည်းမပိုင်ကိုလည်းမပိုင်เนาะတွေးကြည့်လိုက်အခုနာနေရတစ်စက္ကန့်ခုနာနေကမိုးမှန်လေးမှာရှူလိုက်တဲ့လေလေးထုတ်လိုက်တဲ့လေလေးကွာပြီးသွားပြီအပီးတိုင်ပြီးသွားတာအပီးတိုင်အဲ့ဒါအနေဆပဲမြဲခြင်းသဘောမရှိဘူးအမြဲတမ်းပြောင်းလဲနေတာပဲ let go ရှုသွင်းနိုင်ရှုထုတ်တိုင်းရှုသွင်းနိုင်ရှုထုတ်တိုင်းဒါတွေကမမြဲတဲ့သဘောတရားတွေပဲလို့တတိလေးကပ်ပြီးတော့ပဲသိလိုက်ပြီဆိုရင်ဒါဓမ္မနုပဒနာဖြစ်တာနော်ဒါဓမ္မနုပဒနာဖြစ်နေတာတခါတလေမှာကိုယ့်ရဲ့ဒီနော်ဝင်လေထွက်လေလေးရဲ့မရှိတဲ့သဘောနော်ချုပ်သွားနော်
ဝင်လေလေးဝင်လာတယ်ချုပ်သွားပြီမရှိတော့ထွက်လေလေးထွက်သွားတယ်ချုပ်သွားပြီမရှိတော့မရှိတဲ့သဘောမရှိတဲ့သဘောအဲ့ဒီမရှိတဲ့သဘောလေးကိုသိပြီးတော့ပဲအသက်ကလေးကိုရှူနေရင်ကိုအော်ကြည်စမ်းလီဝင်လေထွက်လေဆိုတာမြင်လဲမမြင်ရဘူးเนาะဟုတ်လားတန်ဖိုးရောရှိလားဆိုတော့ပတ်စံနေနဲ့ပြောရင်တန်ဖိုးလဲဟိုဟာနဲ့ပြောတာပေါ့ money value ကိုပြောတာပါဆရာလေးဟုတ်လားတပြားမှလည်းမကုန်မဲနဲ့ရနေတဲ့လေနော်ဟုတ်လားနော်တပြားမှမကုန်မဲနဲ့ရနေတဲ့လေနော်အော်ဒီလောက်တပြားမှမကုန်မဲနဲ့ရနေတဲ့လေတောင်မှပဲမမြဲဘူးဆိုတော့တွေးကြည့်လေနော်မြင်နေရတဲ့ဟာတွေအနာဘာအိမ်တွေဘာကားတွေဘလောက်ဖဲမက်မက်အော်မမြဲပါလားဆိုတော့ဟောဒီအသက်ရှူတတ်ယုံကလေးနဲ့ဟောဒီလေလေးကိုတတိလေးကပ်ပြီးတော့အသက်ရှူတတ်ယုံကလေးနဲ့ကိုယ့်ရဲ့လောကကြီးကိုမြင်တဲ့အမြင်တွေကိုယ့်ရဲ့ဘဝကိုမြင်တဲ့အမြင်တွေကပြောင်းတာအဲ့ဒီလိုပြောင်းတဲ့အတွဲဉာဏ်အလင်းရတဲ့အတွက်လေတဖြည်းဖြည်းနဲ့ဒီမမြဲတဲ့အရာတွေပေါ်မှာစွဲတာတွေရော့သွားတယ်အရေးကြီးတာအရေးမကြီးတာခွဲခြားတတ်လာတယ်ကိုဘဝရဲ့အနှစ်သာရဘာလဲဆိုတော့ခွဲခြားတတ်လာတယ်မမြဲတဲ့အပေါ်ဒီမှာအချိန်ကုန်မခံတော့ဘူးဟုတ်လားအချိန်ကုန်မခံတော့ပဲနဲ့ဒီနောက်တွေလိုက်နေတာနော်ဆရာလေးတို့ကလေတစ်ခါတလေကြာရင်မြတ်စွာဘုရားဟောတာမှန်နေပုထုဇနောဩမတကောဆိုတာလေမှန်နေလှည့်စားတဲ့နောက်တွေပဲဆရာလေးတို့ကလိုက်နေကြနော်တခါလေဒီထက်စီးစိမ်တွေရဖို့ဒီထက်ဒီကြော်ကြားဖို့ဟုတ်လားဒီထက်ဒီဟိုခိုင်မြဲဖို့အရာတွေပေါ့စူးစမ်းတာပါပဲစူးစမ်းရင်းကနေပဲမခိုင်မြဲတာတွေပဲစုမိပိုက်မိနေတာမခိုင်မြဲတာတွေပဲပိုက်မိနေတာပဲเนาะအဲ့တော့ဝင်လေထွက်လေလေးတစ်ခုလေးကိုပိုင်နိုင်လေးရှူသွင်းရှူထုတ်ပြီးတော့ဒီသူ့ရဲ့မမြဲတဲ့သဘောတရားလေးကိုဒါလေးကိုကြည်ပြီးစောင့်ကြည့်နေတဲ့သူเนาะတေးသေးချာချာလေးနားလေအောင်စောင့်ကြည့်နေရင်းကနေတခြားအရာတွေကိုနားလေသွားတယ်ပြောကြတဲ့စကားရှိတယ်လေသဲလေးတပွင့်အကြောင်းနားလေရင်စัจ java လာကြီးတစ်ခုအကြောင်းနားအကုန်လုံးစัจ java လာကြီးကိုနားလေတယ်တဲ့အဲ့ဒီလိုပဲကိုယ့်ရဲ့ဝင်လေထွက်လေလေးတစ်ခုပေါ်မှာသူ့ရဲ့သဘောတရားလေးအစစ်မှန်သဘောတရားလေးကိုစောင့်ကြည့်ရင်နားလေပြီဆိုရင်ဆရာလေးတို့ကတခြားကိုပိုင်တဲ့အရာတွေတခြားကိုနဲ့ဆက်ဆက်နေတဲ့သက်ရှိသက်မဲ့အရာတွေကမ္ဘာလောကကြီးတစ်ခုလုံးကိုနားလေသွားတယ်အဲ့ဒီလိုနားလေသွားတဲ့ realization ဒါမှမဟုတ်ရင်လည်းဉာဏ်အလင်းရခြင်းအပြင် insight ရခြင်းအပြင်ဘာဖြစ်သွားလဲဆိုရင် level of being ပြောင်းသွားတယ်နော်လူတွေဟာအသက်ရှူနေကြတယ်အတူတူပဲနော်အားလုံးအသက်ရှူနေကြတယ်အတူတူပဲသူလည်းအသက်ရှူတယ်ကိုလည်းအသက်ရှူတယ်ဒါပေမဲ့ဗုဒ္ဓနိကြအသက်ရှူတဲ့သူနဲ့တာမန်အသက်ရှူတဲ့လူနဲ့မှာunderstanding realization level of being မတူနော်ဒါကြောင့်မို့လို့မိမိတို့ကဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်ဗုဒ္ဓနိကြသေးချာအသက်ရှူတတ်တယ်ဆိုရင်တကယ်လဲအသက်ကိုရှူဖို့ကြိုးစားလေ့ကျင့်နေဆိုရင် level of being တက်တယ် level of being ဆိုတာနံပါတ်1ပုထုဇဉ်ရိုးရိုးနံပါတ်2ဘာဖြစ်သွားလဲဆိုရင်သုလသောတာပန်လို့ခေါ်တဲ့တဘဝအပယ်ပိတ်တဲ့သူပုထုဇဉ်ထက်တော့တာသွားတယ်တဘဝတော့သူကနောင်ဘဝမှာအပယ်လုံးဝမကြတဲ့သူသားတစ်ယောက်ဖြစ်သွားတယ်နော်လူတတ္တဝါတူဖြစ်တယ်ပေါ့ဒီထက်ပြီးတော့ level of being ထပ်တက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သောတာပန်ဆိုရင်လုံးဝရာနှုန်းပြည့် 100% အပယ်ပိတ်သွားပြီအပယ်ကြစရာအကြောင်းမရှိတော့ level of being ဆိုတာဒီဗုဒ္ဓဘာသာမှာ Buddhism မှာ level of being ဆိုတာဆရာလေးတို့ကဘာနဲ့မှတိုင်းလဲ with စီးစိမ်ဥစ္စာနဲ့လည်းမတိုင်းပိုင်ဆိုင်မှုတွေနဲ့လည်းမတိုင်းပညာတွေတတ်မှုနဲ့လည်းမတိုင်းနော်လောကီပညာတွေတတ်မှုနဲ့လည်းမတိုင်းဗုဒ္ဓဘာသာထဲမှာဗုဒ္ဓဒီ Buddhism မှာ level of being ဒီဘာနဲ့တိုင်းလဲဆိုတော့ဉာဏ်ပညာလောကုတ္တရာဉာဏ်ပညာနဲ့ပဲတိုင်းတာနော်အဲ့တော့ခုနနေရလောကုတ္တရာဉာဏ်ပညာမှာလည်းပဲခုနပြောတဲ့ဒီဒုက္ခရဲ့
ဒီဟွာတွေကိုဖြတ်တဲ့ခါမှာသောတာပန်ဆိုလို့ရှိရင်တခါတဲ့အပေလုံးကအပီးတိုင်းပိတ်သွားပြီသူကအထက်တက်ဖို့ပဲရှိတော့တယ်အောက်ဆင်းတဲ့သူမဟုတ်တော့ဒီထက်ဒီတက္ကတာကံဖြစ်တယ်အနာကံဖြစ်ပြီဆိုရင်လေဒီအတိုင်းပဲအနာဂံကြီးတွေဆိုလို့ရှိရင်ဟလာဒီဗြဟ္မပြည်မှာသုဒ္ဓဝါဒ၅ပုံမှာပဲသူကသွားပြီးတော့မှအနာဂံနေနဲ့တည်တော့တယ်အနာဂံဖြစ်သွားပြီဆိုဘေးမသွားတော့ဘူး तू ကအဲ့ဒီဘုံမှာတော့လားရခိုင်မြဲသွားတယ်ပေါ့ပြောလို့ရနော် तू ကတဘဝပဲကြံတော့တယ် तू ကနော်ဒီတော့အနာဂံဘဝပြီးရင်ယဟန္တာဖြစ်ပြီဆိုရင်နော်အပီတိုင်းဒုက္ခတွေချုပ်ငြိမ်းသွား level being ကတက်သွားတယ်အဲ့တော့ခုနဆိုလိုချင်တာကဗုဒ္ဓနီးကြအသက်ရှူတတ်ရင်ဆရာလေးတို့ရဲ့ level being ကတဆင့်ပြီးတဆင့်တက်သွားတယ်။ဘာကြောင့်တက်တာလဲခုနပြောတယ်အစွဲကနားလေသွားတာနော် realization တွေပြောင်းသွားတာလို့ကိုဘဝကိုမြင်တဲ့အမြင်တွေကိုပိုင်ဆိုင်ထားတဲ့အခုလက်ရှိမှာပိုင်ဆိုင်ထားတဲ့အချိန်တွေရဲ့တဲကနေအနှစ်ထုတ်တာကိုခံပိုင်ဆိုင်ထားတဲ့အခုလက်ရှိယာယီပိုင်တာပေါ့လေဒါတော့အမြဲလည်းမဟုတ်ဘူးပေါ့ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်တွေကအနှစ်ထုတ်တယ်ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာတွေတဲကနေအနှစ်ထုတ်တာနော်အဲ့ဒီလိုတွေအနှစ်ထုတ်ပြီးတော့တကယ်ကိုပဲဗုဒ္ဓနီးကြသက်ရှူတတ်ခဲ့ရင် level of being ကတက်ကိုတက်ရမယ်ပြောင်းကိုပြောင်းရတာပေါ့เนาะဒါမြတ်စွာဘုရားကဒီအာနာပါနတတိတုတ်တန်ထဲမှာ guarantee ပေးထားတယ်เนาะတခါတဲ့အာမခံပေးထားเนาะဒါလေးကိုဆရာလေးကပြောပြချင်တာကဲဒါဆိုဒီလောက်ဆိုရင်တော့နည်းနည်းလေးပြည့်စုံသွားပြီထင်ပါတယ်အဲ့တော့အခုဆရာလေးဒီပြောချင်ကအခုဒါခဏနေကဆရာလေးတို့ဒီမြတ်စွာဘုရားဟောခဲ့တဲ့ဒီသုတ်တန်တွေထဲကနေပြီးတော့မှဆရာလေးကဒါထုတ်နှုတ်ပြတာပေါ့နော်အခုကြားပြက်ကလေးနဲ့ဒီ mindfulness of breathing ဆိုတာဗုဒ္ဓဘာသာရဲ့အသက်ရှူနည်းကိုကဘာမှာဘလောက်တောင်မှတွင်တွင်ကြဲကြဲအသုံးပြုနေကြလဲဆိုဆရာလေးကပြမယ်နော်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဆရာလေးတို့ဒါဆရာလေးစာအုပ်နည်းနည်းလေးပဲရှိပါသေးတယ်เนาะဒါလေးတွေကလေဒီမှာအာနာပါနတတိကိုရေးထားတာလေ mindfulness of breathing ဆိုတာဘေခုညာနာမောလီဆိုတာဒါတကယ်ကိုပဲ Buddhist scholar ဆရာတော်ကြီးပါပဲเนาะနောက်ဒီမှာအာနာပါနတတိသုတ်စုတ္တာတဲ့ mindfulness of breathing a manual for serious beginner တဲ့เนาะဒီမှာဗုဒ္ဓဒသဘိက္ခုဆိုတာကထိုင်းရဆရာတော်ကြီးပေါ့နော်ထိုင်းရဆရာတော်ကြီးနော်နောက်တစ်ခုဒီမှာ mindfulness of breathing ဆိုဘိက္ခုအနာလယောဆိုတာကဂျာမန်ဖုံးတော်ကြီးပေါ့နော်သူကထေရဝါဒဖုံးတော်ကြီးပါပဲဒီမှာ mindfulness on breathing ဆိုပြီးတော့မှဒီမှာအာနာပါနတတိကိုလည်းသုံးတာဒါတွေကတော့ဒီအနောက်တိုင်းနိုင်ငံကဆရာတော်တွေနောက်ထိုင်းရဆရာတော်တွေသူတို့ရေးထားတဲ့ဒီအာနာပါနတတိနဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့နော်ဟုတ်တယ်အဲ့တော့ဒီမှာဆရာလေးတို့အနောက်တိုင်းကဒီမှာအာနာပါနတတိရဲ့ခြေစူးတွေအများကြီးပါပဲเนาะဆရာလေးတော့အသေးစိတ်တအားကြီးမပြောတော့ဘူးပေါ့နော်ဒီ research တွေလုပ်ကြတယ်အနောက်တိုင်းနိုင်ငံမှာ research တွေလုပ်ကြတယ်ပေါ့နော်ဒီအာနာပါနကိုကျင့်ပြီးတော့ဒီဗုဒ္ဓနီးကြအသက်ရှူပြီးတော့မှဒီလူတွေကိုသူတို့ research လုပ်တယ်ပေါ့နော် research လုပ်တဲ့အခါမှာသူတို့ဘာတွေတွေ့ရလဲဆိုတော့တဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာကျေးဇူးတွေရှိတယ်အကျိုးကျေးဇူးတွေရတယ်ဖြစ်တာတယ်ဆိုတာကိုတွေ့ရတယ်တဲ့နော်အာနာပါနကိုအားထုတ်တဲ့သူတွေကဒီသွေးခုန်နှုံပေါ့နော်နှလုံးခုန်နှုံသွေးဖိအောင်ကြစေတယ်တဲ့ဓမ္မကြီးတို့ဒါအတွေ့အကြုံရှိမှာပါဥမာတစ်ခါတလေမှာဆရာလေးတို့အလုံးလုံးတွေဇောတွေနဲ့လှုပ်လိုက်လို့မောသွားတဲ့အချိန်မှာအသက်ကလေးရှူလိုက်သွင်းလိုက်တဲ့ရှူထုတ်ရှူသွင်းတာလေးကိုနည်းနည်းလေးတတိကတ်လိုက်တယ်ဆိုရင်ပဲတခါတည်းစိတ်တရားရောကြွားရရှိရပေါ့နော်တခါတလေကြလို့ရှိရင်လည်းပဲဒီဒေါသထွက်တဲ့ချိန်တွေမှာဆိုငလေးထွက်လေးနည်းနည်းလေး3-4ချက်လောက်ရှူလိုက်တာနဲ့နည်းနည်းစိတ်ကလေးကအေးသွားတယ်ပေါ့နောက်တစ်ခုကဒီသူတို့ဘာပြောလဲဆိုတော့ digestion အတွက်ကိုကောင်းနေတဲ့ဒီအာနာပါနကိုလုပ်တဲ့အခါမှာเนาะအသက်ရှူတာကိုသေချာအာယုံစိုက်တဲ့
တတိကတ်တဲ့သူတွေကဒီအစာခြေဖြတ်တဲ့စနစ်ကောင်းတယ်တဲ့ဒါလည်းသူတို့ပြောကြတယ်နောက်တချို့ကဒီကျောင်းသားတွေကိုလေဒီresearch လုပ်တယ်ပေါ့ research လုပ်တဲ့အခါမှာဒီ2016ခုနှစ်မှာကော2022ခုနှစ်ပေါ့တိတ်မကြသေးဘူးအဲ့ဒီမှာလည်းသူတို့ကျောင်းသားတွေကို research လုပ်တဲ့အခါမှာသူတို့စာမွေးမှာပို့ပြီးတော့မှသူတို့ကလေဒီanxiety နည်းနည်းပေါ့ fear စိုးရိမ်တာတွေ worry တွေနည်းပြီးတော့မှစာမွေးဖြေနိုင်တယ်တဲ့နော်ဒါကျေးဇူးတွေနော်ဒီမကြီးတို့တွေတချို့တွေဒီ physically ဟိုပေါ့ physical health တွေအတွက်ပြောကြတာတွေဆိုရင်တချို့ research တွေကပြောရဆိုသွေးတိုးတို့စီးကျိုးတို့ကင်ဆာတို့ဒါတွေကိုသူတို့ရောကြနိုင်တယ်ပေါ့ဒါကတော့ဆရာလေးတို့လည်းဒီဆရာသမားတွေထဲမှာကိုလေတွေ့ဘူးတယ်လက်တွေ့ဘူးတယ်ဒီဆရာလေးရဲ့ဆရာတော်ဆိုလို့ရှိရင်ဆရာသမားဆိုရင်သူကဒီဘီပိုးပေါ့နော်ဘီပိုးရှိအသေးပေါ့လေပြောရရင်တော့အသေးယောဂဖြစ်တာပေါ့ဖြစ်တဲ့အခါမှာဒီသူကတတိပဋ္ဌာန်နဲ့ပဲနေတယ်ဒီအာနာပါနတတိနဲ့ပဲနေတဲ့အခါမှာကြာဒီစမ်းသက်တဲ့အခါမှာတကယ်ကိုသူတို့ဒီပိုးကောင်ကြီးတွေကြာသွားတာတွေပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကဒီဟိုပါပေါ့နော်ယောဂထပ်မတူးလာတာတွေဒါကိုတွေ့တွေပဲပေါ့နော်ဆရာလေးတို့တုန်းကဆိုလေအဲကြောင့်ဒီသိပ္ပံပညာရှင်တွေကဘာပြောထားလဲဆိုတော့သူတို့ကလေတနေ့ဟို15မိနစ်ပဲအာနာပါနအားထုတ်တဲ့နော်သွေးတိုးသမားတွေသွေးပေါင်ချိန်တိတာကြပါတယ်တဲ့နော်သူတို့ဒါလက်တလောသူတို့ရှာဖွေတွေ့ရှိထားတဲ့ research တွေနော်တချို့သွေးကင်ဆာတွေဖြစ်တဲ့သူတွေတောင်မှပဲတဲ့ဒီအာနာပါနဝင်လေထွက်လေကိုမှတ်တယ်ဆိုရင်တဲ့သူတို့မောတဲ့ဒဏ်ကိုမောပန်းနှွမ်းနေတဲ့ဒဏ်တွေခံနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးဒါဆရာလေးတို့ဒါလက်ရှိခုခေတ်ထိနော်မြတ်စွာဘုရားလက်ထက်တင်မဟုတ်ပါဘူးခုခေတ်ထိမှာကိုအများကြီးဒါကြိုးပြတာပေါ့ကဲဟုတ်ပါပြီအဲ့တော့မာဆရာလေးကနောက်တစ်ခုဗာပြောပြခြင်းလဲဆိုတော့ဒါကတော့အားလုံးစိတ်ဝင်စားမဲ့ဟာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆရာလေးတို့မြန်မာနိုင်ငံမှာအာနာပါနတိရှုသွင်းရှုထုတ်လုပ်တဲ့ဟာကိုနီးတွေအများကြီးပဲဆရာတော်တွေကလည်းအများကြီးပဲအများကြီးပဲအဲ့တော့ဆရာလေးကိုယ်တိုင်လည်းပဲဆရာလေးလည်းရိတ်တာတွေကစုံတာဆိုတော့ဆရာနီးမျိုးကျင့်ခဲ့ဘူးတော့ပေါ့နော်အာနာပါနနဲ့ပတ်သက်လို့နီးမျိုးကျင့်တယ်ပေါ့နော်ဥပမာပထမဦးဆုံးဆရာလေးတို့ရဲ့တကယ်ကိုဒီဝိပဿနာဘယ်လိုပြောမလဲအရွေပေါ့နော်ဝိပဿနာအရွေရဲ့တကယ်ခေါင်းဆောင်ဦးဆောင်တဲ့တကယ်ကိုပဲဆရာတော်ဖျားကြီးလေဒီဆရာတော်ကြီးပေါ့လေဒီဆရာတော်ကြီးရဲ့ဒီအာနာပါနဒီပနီဆိုတာအင်မတန်မှဆရာလေးတို့ဟိုတန်ဖိုးရှိတဲ့ကျမ်းကြီးတစ်ခုဖြစ်တယ်ပေါ့နော်ဒီမှာဆရာလေးတို့ရှိပါအဲ့တော့အဲ့ဒီမှာဆိုရင်ဒါလေဒီဆရာတော်ကြီးရဲ့အာနာပါနနီးဆိုလို့ရှိရင်လည်းအဲ့လိုပဲဆရာတော်ကြီးကဒီဝင်လေထွက်လေမှတ်တဲ့အခါမှာဆရာတော်ကြီးတို့လက်ထက်ကတော့ဒီသူတို့ကကဏန်းရည်တက်တဲ့နည်းကိုသုံးတယ် counting method ကိုသုံးတယ်ဆရာတော်ကြီးကဘယ်မှာသွားတွေ့ရလဲဆိုတော့ဆရာလေးဒီမှာအခုဆိုရင်ဆရာလေးကအခုရက်ပိုင်းစာအုပ်ရေးနေဟိုဟာလေးရေးနေတဲ့ article လေးတစ်ခုရေးတော့ဒါကဟိုအနာဂံဆရာတက်ကြီးရဲ့စာအုပ်ပေါ့နော်အနာဂံဆရာတက်ကြီးရဲ့အာနာပါနတိမှုနဲ့ဝိပဿနာရှုနည်းဆိုပြီးတော့မှလေရှုပွားနည်းဆိုတဲ့စာအုပ်ပေါ့နော်ဒီအဲ့ဒီထဲမှာဆိုရင်သူတို့ counting ပါတယ်ပေါ့နော်ဝင်လေထွက်လေကိုဝင်လေထွက်လေ1ဝင်လေထွက်လေ2ဝင်လေထွက်လေ3ဆို1ကနေ10ထိရေးတဲ့ဟာကိုပါတယ်နောက်တစ်ခုဗာစိတ်ဝင်စားစရာကောင်းလဲဆိုတော့အဲ့ဒီအနာဂံဆရာတက်ကြီးရေးထားရဲ့နီးမှာသူကဒီဝင်လေထွက်လေရဲ့နမိတ်နော်ဝင်လေထွက်လေလေးကဝင်လေထွက်လေကိုမှတ်ရင်းနဲ့ဘာဖြစ်လာလဲဆိုတော့စချင်းမှာဆရာလေးတို့ကစိတ်ကြမ်းရင်လေကြမ်းတယ်စိတ်ကမနူးညံ့ဘူးဟိုအာယုံရောက်ဒီအာယုံရောက်လောနေတဲ့စိတ်တွေနဲ့အတွေးတွေနဲ့အဲ့လိုထိုင်လိုက်ပြီးပေါ့နော်စိတ်ထဲမှာတခါတလေမှာဟိုကြည်လင်းမရှိဘဲနဲ့ထိုင်နေဆိုရင်လေကိုရှာလို့လည်းမတွေ့ဘူးဖမ်းလို့လည်းမမိနော်တခါလေကျရင်လေကမထင်ရှားဘူးဖျားဆိုခါလေးပြောကြတာပေါ့နော်
အဲ့ခါကျဖြည်းဖြည်းနဲ့ရှူရင်းနဲ့ဟလာမှတ်ရင်းကနေပြီးတော့ဝင်တိုင်းနဲ့တည်ရထွက်သားတဲ့ကြားလာလို့ရှင်စိတ်ကလေးကကြီးလာတာနဲ့အမျှအဲ့ဒီလေလေးကလည်းတဖြည်းဖြည်းနဲ့ကြီးလာပြောရရင်တော့အဲ့ဒီလေလေးအစားအလင်းရောင်လေးမြင်ရတယ်ပေါ့နာသီဝလေးမှာအလင်းရောင်လေးမြင်ရတယ်အဲ့တော့တချို့ကြတော့လေဒီလိုမျက်နာရှိပေါ့နော်တချို့ကြတော့လေဒီလိုမျိုးနာသီဝတစ်ဝိုက်မှာမြင်ရတာရှိအဲ့လိုမြင်ရပြီဆိုရင်ဒါစိတ်ကကြီးလာပြီဆိုတဲ့သဘောပေါက်တယ်စိတ်ကြီးတယ်ဆိုတာတမာရီအားကောင်းတာပဲပေါ့နော်တမာရီအားကောင်းတယ်စိတ်ကြီးရင်အမှန်တိုင်းသိတယ်စိတ်မကြည်တဲ့၍စိတ်မတည်တဲ့၍အမှန်တိုင်းမသိအဲ့တော့အဲ့လိုမျိုးလေးအဲ့တော့ဒီလေဒီဆရာတော်ကြီးရဲ့တပည့်ဖြစ်တဲ့အနာဂံဆရာသက်ကြီးရဲ့နီးထဲမှာဘာကိုစိတ်ဝင်စားစရာတွေ့ရလဲဆိုတော့နံပါတ်1ကဏ္ဍနီးနဲ့ရည်တွက်တဲ့နံပါတ်2နမိတ်ကိုအာနာပါနနမိတ်ဆိုတာကိုသူကတန်ဖိုးထားတယ်ပေါ့နော်ဒါလေဒီရဲ့ဟာပေါ့အဲ့တော့လေဒီရဲ့နောက်မှာဆရာလေးတို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘာတွေရှိလဲဆိုတော့သဲအင်းတို့နော်စွန်းလွန်းတို့လာပြီနော်သဲအင်းတို့စွန်းလွန်းတို့ကြတော့မတူတော့ပြန်ဘူးနော်မတူတော့ပြန်ရှူပုံရှူနည်းอ่ะမတူတော့ပြန်သူတော့ပြင်းရှူတယ်ပြင်းရှူပြီးတော့မှပြောရရင်တော့တတိကိုမြဲအောင်လုပ်တာပေါ့အဲ့ဒါကဆရာလေးနားလေသလောက်ဆိုရင်တော့ဇရိုက်ပုံမူတည်တယ်ပေါ့တချို့ကြတော့အတွေးသားများတဲ့သူတွေရှိတယ်ပေါ့နော်။မှာဆရာလေးဆိုရင်ဒီဥရောပမှာတရားပြတဲ့ချိန်မှာတချို့ကတချို့ဆိုတာထက်ဒီဥရောပဒီဆရာလေးတွေးခဲ့တဲ့သူတွေတော်တော်များများအရန်တွေးတယ်။အရန်တွေးကြတယ်သူတို့ကလေကဘလို့ဝင်လာပြီးဘလို့ထွက်သွားလဲဆိုတာသိအောင်ထက်ကို तू ကဒီလေရဲ့ဘယ်လိုပြောရမလဲတခါလေကြားလို့ရှိရင်လေဆရာလေးတို့မတွေးမိတဲ့ဟာမျိုးတွေပေါ့နော်ဒီလေကဟိုနားလေးရွေ့သွားတယ်ဒီနားလေးရွေ့သွားတယ်ဆိုရင် तू ကဒီတထိုင်တွင်းမှာဒီနားလေးကိုရွေ့တာဘာကြောင့်လဲဟိုနားလေးကိုရွေ့ तू ကအဲ့လိုတွေအသေးစိတ်တွေလိုက်ပြီးတော့လေတွေးတာပေါ့နော်တချို့ကြတော့လေဘယ်လိုမျိုးဖြစ်လဲဆိုတော့အရင်နီးတွေနဲ့အခုနီးတွေနဲ့ရောသွားပေါ့နော်အဲ့လိုမျိုးဆရာလေးဆိုတက္ကမလေးတယောက်တွေ့ဘူးတဲ့သူကမျက်လုံးကိုတဝက်ဖဲမိတ်တာအဲ့ဒါဝင်လေထွက်လေမှတ်တာကိုသူကမျက်လုံးတဝက်ဖဲမိတ်တော့ဆရာလေးကသူ့ကိုပြောမင်းအပြည့်မမိတ်ဘူးလားလို့ဆိုတော့ခါကြမဟုတ်ဘူးတဲ့သူအရင်ကျင့်ခဲ့တဲ့နီးကတဝက်ဖဲမိတ်တယ်တဲ့သူအဲ့လိုမျိုးပေါ့နော်တချို့ကြတော့လဲအဲ့လိုမျိုးပေါ့ဟိုအထဲထဲမှာနာသီဝရဲ့အထဲထဲကိုမှတ်တယ်ပေါ့တချို့ကြတော့လဲနည်းနည်းခွာမှတ်တယ်ပေါ့အမျိုးမျိုးပေါ့နော်သူတို့ကနီးတွေနဲ့အများကြီးပဲအဲ့ခါကျတော့အဲ့လိုလူမျိုးတွေကဘာတွက်ကြိုက်လဲဆိုတော့အဲ့လိုမျိုးအသက်ကိုမြန်ရှူတဲ့ဟာနဲ့တွက်ကြိုက်တယ်မတွေးတော့ဘာမှမတွေးတော့လာချင်တာလာရှူမယ်ဆိုတဲ့ဟာနဲ့ကြိုက်သွားတော့အဲ့တော့စိတ်ကတန်းငြိမ်သွားတာပေါ့နော်အဲ့ဒီချိန်မှာအဲ့ဒါသဲအင်းတို့ဆွန်းလွန်းတို့ရဲ့နေပါတယ်သဲအင်းကူဆရာတော်ကြီးရဲ့နီးဆိုလို့ရှိရင်သူတို့ကဒီအသက်ရှူတဲ့အခါမှာသူကဒီဝေဒနာနဲ့ချိန်တာပေါ့နော်ဥမာခန္ဓာကိုယ်ကနာလာရင်ပို့ရှူခန္ဓာကိုယ်ကနာလာရင်ပို့ရှူခန္ဓာကိုယ်ကနည်းနည်းလေးဟိုနာလာကျသွားပြီဆိုရင်အရှူလေးနည်းနည်းလျှော့ဆိုသူကအဲ့လို speed ကိုသူကဒီဝေဒနာဒီရုပ်ရဲ့ဟိုပေါ့နာကျင်မှုနဲ့သူကနော်ရုပ်ရဲ့နာကျင်မှုရဲ့ဝေဒနာဆိုတာတောင်မှဒုက္ခဝေဒနာကိုပဲသူတို့အဓိကထားတယ်ဒုက္ခဝေဒနာတက်လာရင်နာတာကျင်နာပိုတက်လာရင်ပိုရှူအဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူကဒီအနာဘောကိုစိတ်မရောက်တော့ဘူးပေါ့လေနော်ဝင်လေထွက်လေပဲမှတ်တာပေါ့အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့မတူတာကိုပြောပါတယ်နော်ရှူပုံရှူနည်းကိုတင်တာတွေမတူဘူးပေါ့နော်မိုးကုတ်ဆိုရှင်ရောမိုးကုတ်ဆိုရင်လည်းဝင်လေထွက်လေတော့မှတ်တယ်ဒါပေမဲ့မိုးကုတ်ဆရာတော်ကြီးကကြောင့်15မိနစ်လောက်ပဲဥပမာတနာရီထိုင်မယ်ဆိုရင်ပထမ15မိနစ်လောက်ပဲသူကဝင်လေထွက်လေမှတ်ခိုင်းတယ်ပြီးရင်သူကဘယ်ဘက်ကိုယူသွားလဲဆိုတော့သူကကြတော့စိတ်ကိုရှူခြင်းနဲ့စိတ်ရှူထုတ်တဲ့စိတ်အဲ့ဒါလေးကိုဇောင်းပေးသွားတယ်သူကအိမ်တဲ့စိတ်နှမျိုးလို့ခေါ်တယ်ဆရာတော်ကြီးသုံးတာအိမ်တဲ့စိတ်နှမျိုးတဲ့နော်အဲ့ဒီလိုမျိုးရှူခြင်းနဲ့စိတ်ရှူတဲ့စိတ်ကိုဦးစားပေးပြီးတော့ကြည်သွားတယ်အဲ့ဒါပြီးတော့မှသူကလီမှာဒီဖြစ်တဲ့ပြက်တဲ့သဘောတွေပေါ့နော်ရုပ်လီကိုလည်းမှတ်တာလည်းဖြစ်မယ်စိတ်ကိုလည်းမှတ်တာဖြစ်မယ်သူကအဲ့ဒါဖြစ်ပြက်မြင်ဖြစ်ပြက်မုံဖြစ်ပြက်ဆုံးဆိုပြီးတော့သူကဝိပဿနာကိုတန်းသွားတယ် counting မပါနော်ကဏ္ဍနီးမှတ်တာ
မပါဘူးနမိတ်ဟောဒီမှာလင်းတာမလင်းတာတွေအရေးမကြီးမပါနော်မပါဘူးပြီးလို့ရှိရင်ဥမာဒီလိုဇန်တွေပထမဇန်ဒုတိယဇန်ဘာတွေမပါဘူးသူကဝိပဿနာကိုပဲဓာတ်ရိုက်ကူးသွားတာပေါ့နော်ဒါမိုးကုတ်ဆရာတော်ကြီးတို့နေကြတော့အဲ့ဒီလိုသွားတယ်ပေါ့အခုဆရာလေးတို့ဒီဆရာလေးကျင်းငယ်တဲ့ဖအောင်နီးပေါ့နော်ဖအောင်နီးနဲ့ဘာနဲ့သွားတူလဲဆိုတော့ဖအောင်တို့ကြတော့အခုဆရာလေးအခုဒီအာစိန်နကံမှာထိုင်နေကြတယ်အားလုံးထိုင်နေကြတယ်ကန်နီနီနော်အခုဆရာလေးရဲ့ဒီယောဂီတွေဘောဓိထေရီယောဂီတော်တော်များများကတော့မြေစင်းကန်နီမြေစင်းတို့နီးနဲ့အခုနောက်ပိုင်းမှာဆရာလေးတို့ဒီညတိုင်းပဲတနင်္လာနေ့ကနေတောက်ကြနေ့ထိထိုင်ကြတာပေါ့နော်အဲ့ဒီနီးနဲ့ထိုင်နေပေါ့ဆရာလေးကိုယ်တိုင်လည်းအခုနောက်ပိုင်းအဲ့ဒီနီးကိုပဲဇောင်းပေးပြီးတော့ဟိုပြပေးနေတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီဖားအောက်ဆရာတော်ဘုရားကြီးနီးနဲ့ကန်နီဆရာတော်ဘုရားကြီးရဲ့နီးနဲ့ကသွားဆင်တယ်သူကဒီဝင်လေထွက်လေကိုမှတ်တဲ့အခါမှာဝင်လေထွက်လေ1ဝင်လေထွက်လေ2ဝင်လေထွက်လေ3တစုံကိုသူက1 2 3တစ်ကနေ8ထိကိုရှိတယ်ပေါ့နော်တခါတလေကြာရင်တချို့အရန်အတွေးများတဲ့လူတွေဆို1ကနေ9ပဲ8ထိမသွားနဲ့8ကြောင်လို့ရှိရင်လည်းပို့ပြီးတော့မှအတွေးများသွားတယ်ပေါ့နော်အဲ့လိုသွားတယ်အခုမြေစင်းတို့ဒီကန်နီရဲ့ generation ဖြစ်တဲ့မြေစင်းဆရာတော်ကြီးတို့ကြတော့သူကဝင်လေကိုပဲအဓိကထားခိုင်းတော့တယ်ဝင်လေထွက်လေတောင်မသွားတော့ဘာလို့ဆိုယောဂီကလေအတွေးအရမ်းများလို့ဝင်လာတယ်အတွေးကဝင်လေမှာတော့သိပြီးထွက်လေကြမသိတော့ဗျာဝင်လေမှာသိလိုက်ထွက်လေကြလွတ်သွားပြန်ရောအဲ့လိုဖြစ်တယ်အဲ့ခါကျတော့ဝင်လေကိုပဲအဓိကထားပြီးဝင်လေ1ဝင်လေ2ဝင်လေ3ဝင်လေ4ဝင်လေ5ဆိုအဲ့ဒီလိုမျိုးကဏ္ဍနည်းနဲ့တွက်သွားတဲ့ချိန်ကြတော့ဝင်လေထွက်လေကတိတ်ပြီးတော့ဝင်လေစိတ်ကတိတ်မပြတ်အောင်ပေါ့ဒါမဲ့တကယ်အဲ့ဒီမှာထူးခြားတဲ့အချက်ကပါလဲဆိုတော့ဒီကန်နီဆရာတော်ဖျားတို့မြေစင်းတော်ရဆရာတော်ဖျားကြီးတို့ဆိုရဟန္တာတွေလို့ဒါအားလုံးကသတ်မှတ်ထားကြတယ်ပေါ့နော်မြေစင်းမောင်းတော်မြေစင်းဆရာတော်ကြီးဆိုရင်ဓာတ်တော်ကြီးကြတယ်ပေါ့နော်ဓာတ်တော်ကြီးကြတယ်အဲ့တော့ဒီနီးကကြတော့ဘယ်ကလာလဲဆိုဟိုးဆရာလေးတို့သီရိလင်္ကာအံ့ဩစရာကောင်းတာကတိဘက်ဆရာတော်ဖျားတပားကနေသီရိလင်္ကာမှာသွားပြီးတော့သူကတရားသွားထိုင်နေအဲ့ဒီသီရိလင်္ကာမှာအရင်တော့ကနာမည်ကြီးပါတယ်စိတ်တလပပ္ပဒဆိုတာကြားဘူးမှာစိတ်တလတောင်ဆိုတာနော်ယဟန္တာတွေတဲ့ယဟန္တာတွေဒီမိုးပေါ်မှာပြန်လွန်းလို့အောက်မှာနှမ်းနေလှမ်းထားကြတာမချောက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့အပေါ်မှာများလွန်းလို့ပေါ့နော်အဲ့လိုမျိုးဆိုရိုးရှိတယ်ပေါ့နော်သူကဒီယဟန္တာတွေအရန်ကိုမွေလျော်တဲ့တောင်ကြီးပေါ့နော်အဲ့လိုမျိုးအဲ့ဒီစိတ်တလတောင်ဆိုတာအဲ့ဒီကယဟန္တာကြီးတစ်ပါးရှိကနေမှခုနကတိဘက်ဘုန်းကြီးကနေပြီးတော့မှသူကသင်လာတယ်အဲ့ဒီတိဘက်ဘုန်းကြီးကမြန်မာပြည်ကိုရောက်လာတယ်မြန်မာပြည်ကိုရောက်လာပြီးတော့မှဒီကမြန်မာဘုန်းကြီးတွေကိုတင်ပေးခဲ့တဲ့အခါမှာကန်နီဆရာတော်ကြီးတို့ကန်နီဆရာတော်ကြီးရဲ့တပည့်မြေစင်းဆရာတော်ကြီးတို့ဒါတခါတည်းစင်ဆက်ဖြစ်တာပေါ့အဲ့လိုဖြစ်တာအဲ့လိုဖြစ်တော့အဲ့ဒီနီးမှာじゃထူးခြားတာပါလဲဆိုတော့ तू ကပုံပြီးတော့မှတ်ရတာပေါ့နော်အဲ့လိုဝင်လေထွက်လေကိုကဏ္ဍနီးနဲ့မှတ်တယ်ပြီးလို့ရှိရင် तू ကအပုံခန္ဓာကိုယ်မှာပုံလေးတွေပုံထားတာပေါ့နော်ဒီမှာဆရာလေးတော်တော်များများတော့သိကြမယ်ထင်ပါတယ်ဆရာလေးမပြတော့ပါဘူးနော်ပေါ့ဒီသူကမှတ်ပုံမှတ်နေတာနောက်ကြတော့လဲဟိုလေ့လာလို့ရပါတယ်အဲ့တော့ဖားအောင်ဆရာတော်နဲ့ဖားအောင်ရဲ့နီးနဲ့ကြတော့ပါကွာလဲဆိုဖားအောင်ကမပုံဘူးသူကမှတ်ကောင်းတင်းတော့ရှိတယ်ဖားအောင်ကမပုံတော့ဒါပေမဲ့ဖားအောင်ကပါလဲဆိုဖားအောင်ကြတော့ဆရာလေးတို့ကဒီမှာဇန်နဲ့သွားပြီးတော့ပထမဇန်ဒုတိယဇန်ဆိုပြီးတော့မှဒီဝင်အသက်ရှူရာကနေပဲတဖြည်းဖြည်းနဲ့ဒီပြောရရင်တော့ဇန်နဲ့သေရင်တော့ဗြဟ္မပြည်တန်းရောက်တာလေဗြဟ္မပြည်တန်းရောက်တာအဲ့တော့ဒီမြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲဒီနီးနဲ့အသက်ရှူမယ်ဆိုရင်ခုနနေရပြောတယ်ထားပါတော့အရိယာမဖြစ်ဘူးပဲထားအောင်ယဟန္တာမဖြစ်ဘူးပဲထားအောင်เนาะဘာဖြစ်နိုင်လဲဗြဟ္မပြည်မှာဗြဟ္မာအနေနဲ့တော့နောက်ဆုံးအသက်ထွက်တဲ့အချိန်မှာပထမဇန်နဲ့တည်ရင်ပထမဇန်ဝင်စားရင်းနဲ့တည်သွားရင်ပထမဇန်စိတ်လို့ပဲပြောပါစို့เนาะတည်သွားရင်ပထမဇန်ဗြဟ္မပြည်မှာ
လားရာကွက်တိသူကအဲ့လိုသွားတယ်အဲ့လိုသွားတယ်အဲ့ဒါကြောင့်ဒီအသက်ရှူတတ်ပြီဆိုရင်ဇန်ရမယ်ဆိုရင်လည်းမြမပြည်ရောက်တဲ့လားရကောင်းတယ်ပေါ့နော်လားရတိကြတာပေါ့လေဒီလိုရှိအဲ့ဒီလိုမျိုးအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုရင်ဆရာလေးတို့ဒီမြတ်စွာဘုရားရဲ့အသက်ရှူနည်းတကယ် original ကတော့အာနာပါနတတိတုတ်တန်တို့မဟာသတိပဋ္ဌာန်တုတ်တန်တို့ထဲမှာပါတယ်ဒါပေမဲ့အခုနောက်ပိုင်းဆရာတော်တွေမှာကြတော့သူကလမ်းနှစ်သွယ်ဖြစ်သွားတယ်နှစ်သွယ်ဖြစ်သွားတယ်နံပါတ်1လမ်းကသူကဒီဝင်လေထွက်လေအသက်ရှူတာကိုပဲသူကတမာတိကိုတီးနေအောင်ငြိမ်နေအောင်ထားပြီးတော့မှကျင့်ပြီးတော့တမာတိကိုပဲသူကကျင့်နေတာပေါ့နော်ပြောရရင်တော့ဟိုစိတ်ကိုဒီထက်ဒီ sharp ဖြစ်အောင်ပေါ့နိုင်နေအောင်ကိုယ်စိတ်ကိုဒီမှာတီးဆိုရင်တီးရတာပေါ့နော်အဲ့လိုသဘောမျိုးပေါ့နာသီးဘွားမှာပဲတီးဆိုရင်နာသီးဘွားမှာပဲဒီကန်နီနီးမှာဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတာအဲ့ဒီနမိတ်ကလေးရလာပြီဆိုရင်သူကနမိတ်ကို1000ရောက်ပါစေ2000ရောက်ပါစေ3000ရောက်ပါစေနဲ့သူကဖြည်းဖြည်းချင်းကျင့်သွားတာပြန်ဆွဲတယ်ပြန်တွန်းတယ်ပြန်ဆွဲတယ်ပြန်တွန်းတယ်သူကနမိတ်ကိုသူကဟိုလေ့ကျင့်တာအမှန်မှာတော့နမိတ်လေ့ကျင့်တာဆိုတာထက်စိတ်ကိုလေ့ကျင့်တာပဲစိတ်ကိုလေ့ကျင့်တာစိတ်ကဒီနားမှာပဲတည်ပါစေဆိုရင်1000မှာတည်ပါစေဆိုရင်1000မှာစိတ်ကရောက်နေ3000မှာတည်ပါစေအပေါ်အထက်လဲဒီတိုင်းပဲအထက်ကို1000မှာတည်ပါစေအတောင်900မှာတည်ပါစေဆို तू ကအဲ့ဒီလိုမျိုးစိတ်ကိုကျင့်တာပေါ့ကျင့်နဲ့စိတ်ကအယံကိုဒီရှာဖြစ်လာတာပေါ့နော်တမာရီအားတအားကောင်းလာပြီဟေ့ဆိုလို့ရှင်စัจ java လာတတိုင်းအကုန်လွတ်လို့ရအကုန်လွတ်လို့ရတယ်နော်နတ်ပြည်ကိုကြည်မလားဆိုနတ်ပြည်မှာမြင်နိုင်တယ်ငရဲပြည်ကြည်မလားဆိုငရဲပြည်ကိုမြင်နိုင်တယ်ဒီကိုယ့်ရဲ့ကြောင်ဝင်အိမ်ဝင်နော်ကိုယ့်ရဲ့ရက်ကွက်ဝင်ရှိသမျှတွေကလင်းထိန်ပြီးတော့အဲ့အလင်းရောင်ကြီးအောက်မှာပေါ်လာတဲ့တတ္တဝါတွေအားလုံးကိုလည်းမြင်နိုင်စွမ်းရှိတယ်အဲ့ဒါမြတ်စွာဘုရားပေးတယ်အသက်ရှူနည်းနဲ့ရှူကြည့်ခြင်းအပြင်ဘာဖြစ်လာလဲဩကြည်စမ်းမအောင်ထင်နေတာကကိုထင်နေတာကဒီအိမ်ထဲမှာနေတာဟလာဒီခြံဝင်းထဲမှာဒီပတ်ဝန်းကျင်မှာကိုတွေပဲထင်တာဘယ်ဟုတ်မလဲဒုက္ခရောက်နေတဲ့တတ္တဝါတွေလည်းအများကြီးပဲသူတို့နဲ့ကိုနဲ့မှာဆက်ဆက်မှုတွေတခါတလေမှမြင်ရတယ်တခါတလေမှာကိုအတိတ်မှာဆက်ဆက်နေတယ်ကိုရဲ့အမကိုရဲ့အမေအဖေတွေကနေလာပြီးကိုဘေးမှာဆောက်ရှောက်နေကြတာတွေရှိတယ်တခါတလေကြားတဲ့ခါကြတော့လည်းပဲနော်တကယ်ဆင်းရဲတဲ့ဟာတွေကြည်ပြီးတန်ဝေကရစေရတယ်ကြည်စမ်းမအောင်လူဖြစ်ရတဲ့ဘဝတန်ဖိုးရှိလိုက်တာသူတို့မှာဆင်းရဲဒုက္ခတွေရောက်နေကြတယ်ဆိုတာမျိုးလေးတွေလည်းတွေ့ရတာရှိတယ်ပေါ့အဲ့တော့ပြောချင်တာပါလဲဆိုတော့ဒီအသက်ရှူနည်းကိုမြတ်စွာဘုရားပေးတဲ့အသက်ရှူနည်းကိုကြာနာရှူနိုင်တဲ့အခါမှာကိုယ့်ရဲ့ဘဝကိုလည်းကိုကပို့ပြီးတော့တန်ဖိုးထားလာတယ်ပို့ပြီးတော့သိလာတယ်ဒီလိုပဲကိုနဲ့ဆက်ဆက်နေတဲ့အတိုင်းအဝိုင်းတွေမှာเนาะမမြင်နိုင်တဲ့တတ္တဝါတွေတောင်မှကိုကမြင်နိုင်စွမ်းနေရှိလာတယ်နော်မမြင်နိုင်တဲ့တတ္တဝါတွေကိုမြင်နိုင်စွမ်းရှိလာတဲ့အခါမှာဒီ Buddhist cosmos လို့ခေါ်တာပေါ့ cosmology ပေါ့နော်အဲ့ဒီဟာကိုကလက်ခံလာတယ်အရင်တုန်းကနတ်ရှိတာတွေဟုတ်လားghost တွေဟလာနော်နှိမ်ကြတာရှိတဲ့ဘဝလက်မခံဘူးဆိုပေမဲ့ကိုတကယ်တရားထိုင်တော့ကိုရဲ့တကယ်တမာတိအားနဲ့တကယ်အလင်းနမိတ်အားနဲ့မြင်ရတော့လက်ခံသွားတယ်ဘုရားဟောထားတဲ့32ပုံဆိုတာမှန်သားပဲဆိုတဲ့ဟာကိုဖះပို့ပြီးတော့မှကြည်ညိုသွားတယ်ပို့ပြီးလက်ခံသွားဒါကိုရဲ့ကိုတွေးနဲ့ဖြစ်တာပေါ့လေနော်အဲ့ဒီလိုမျိုးဖြစ်ကြတာပေါ့ဒါကြောင့်မို့လို့ဒီနေ့အဲ့ဒီပြောပြချင်တာကဆရာလေးအဓိကပြောပြချင်တဲ့ဟာကအဲ့ဒီဟာပါပဲနော်မြတ်စွာဘုရားပေးတဲ့အသက်ရှူနည်းတွေနဲ့သေသေးချာချာကြာနာရှူတတ်တယ်ဆိုရင်နော်မိမိတို့ဘဝမှာဘလို့အနှစ်ထုတ်ယူသွားရမှာလဲဆိုတာကိုသိလာလိမ့်မယ်နော်တကယ်လေးဘာမှမဟုတ်တဲ့ဟောဒီ moment လေးတစ်စက္ကန့်ရဲ့တောင်မှဘယ်နှပုံတစ်ပုံတောင်ရှိမလဲနော်တော်တော်ကိုပဲတစ်စက္ကန့်တောင်မပြည့်တဲ့အသက်ရှူသွင်းရှူထုတ်နေတာလေးတောင်ကိုမပိုင်ဘူးဆိုရင်ဘာတွေကိုသွားပိုင်ချင်သေးတာတော့နော်အဲ့ဒီကြရင်မိမိတို့
နော်ဒီတက်ရှိသက်မဲ့တွေမှာဆွဲတဲ့အဆွဲတွေရော့သွားတယ်ရော့သွားတာနဲ့အပြင်အဆွဲရော့တာနဲ့အမြန်နေရတာပိုးပြီးလွတ်လပ်လာတာပဲပိုးပြီးလွတ်လပ်လာတယ်အဲ့ပိုးပြီးတော့မှဒီအသက်ရှူတဲ့ပုံမှာတတိလေးကပ်ပြီးရှူရာကနေစိတ်တွေကတီးလာတယ်စိတ်တွေတီးတာနဲ့စိတ်ကြည်တယ်ကြည်တာနဲ့အများ realization တွေအသိဉာဏ်တွေရရှိနိုင်တယ်ဒါကြောင့်မို့လို့ဗုဒ္ဓရဲ့တကယ်ကိုနော်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်တဲ့ကပေးထားခဲ့တဲ့ဒီနီးဖြစ်ပင်မဲ့အခုချိန်ထိအင်မတန်မှန်ကန်နေသေးတဲ့အကျိုးများနေသေးတဲ့ဗုဒ္ဓရဲ့အသက်ရှူနည်းနဲ့နေ့စဉ်ဘဝထဲမှာကျင့်ကြံကြပါလို့ဒါဆရာလေးကအထူးတိုက်တွန်းပါတယ်နော်။သွားရင်လာရင်တဲ့ဟုတ်တယ်နော်ကိုတန်ရတယောက်နဲ့တယောက်နဲ့တော့မတူပေါ့တချို့ကြောင့်ကိုယ့်ရဲ့စိတ်ကိုကြည်တာကိုအာတန်နဲ့စိတ်ကလေးအေးချမ်းနေပါလားအေးချမ်းတဲ့စိတ်ကလေးနဲ့ရှူမှာပေါ့တခါတလေကြတော့ကိုမေတ္တာပွားနေတယ်ဆိုလို့ရှိရင်မေတ္တာပွားနေသူတို့အားလုံးချမ်းသာကြပါစေမေတ္တာစိတ်ကလေးနဲ့အသက်ရှူသွင်းရှူထုတ်လို့ရတယ်မုဒိတာပွားလဲဒီလိုပဲကိုယ့်ရဲ့မိမိဒီနေ့ပြီးမြောက်တဲ့အလုပ်တွေရှိတယ်ဟလာအခုတရားတွေနာတယ်ဟလာကိုเนาะအခုချိန်ထီအောင်မှကိုစူးစမ်းခဲ့တဲ့အတွက်အောင်မြင်မှုတွေရှိဒါလေးတွေကိုကိုကပြန်ပြီးတော့မှပီတိတွေဖြစ်ပြီးတော့မှနေတဲ့အချိန်မှာလဲပီတိလေးနဲ့အသက်ရှူမယ်ရှူသွင်းမယ်ရှူထုတ်မယ်ပီတိလေးနဲ့ပဲရှူသွင်းမယ်ရပါတယ်เนาะကိုတန်ရပေါ့တချို့ကြတော့လဲမိမိရဲ့ခန္ဓာကိုယ်မှာကပ်ပြီးတော့ခါကြတော့အကျော်လေးတွေပေါ်ပါလေးဖြစ်နေတဲ့အချိန်ရှိရတခါလေအကျော်တွေတင်းနေတဲ့အချိန်ရှိတယ်ဘလို့ပဲဖြစ်เนาะအသက်ရှူတာလေးကိုတတိလေးကပ်ပြီးတော့ရှူမယ်ဆိုလို့ရှိရင်เนาะမိမိတို့အခုလက်ရှိမှာလဲစိတ်ချမ်းသာတယ်เนาะကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လို့ကျန်းမာရေးစိတ်ရဲ့ကျန်းမာရေးတွေလည်းပြည့်စုံနိုင်တဲ့အပြင်ကို level of being လို့ခေါ်တဲ့တစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့နောက်ဆုံးမှာဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်တိုင်အောင်ရရှိနိုင်တယ်လို့ဆရာလေးကဒါဗုဒ္ဓနိကြအသက်ရှူနည်းအသက်ရှူခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဒီနေ့ဟောပြောပေးတယ်ပေါ့နော်ဒါတရားအားထုတ်တာကိုဝါသနာပါတဲ့သူတွေအတွက်ကတော့စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်ဒါလေးကတော့ဆရာလေးကဝါတွင်းလဲဖြစ်တဲ့အတွက်ဒီကျင့်စဉ်တွေကိုပဲဦးစားပေးပြီးတော့ဆရာလေးဟောပြောပူချပေးပါတယ်ပေါ့နော်အားလုံးပဲနေ့ဆရာလေးဟောပေးတဲ့တရားတွေကိုယူသေးစွာနာကြားကြတဲ့ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်မိမိတို့အလိုရှိရာတောင်းတအပ်သောစုတုစုမြတ်အပေါင်းတို့နှင့်တကွဖျားပစ္စေကဗုဒ္ဓအရိယာတာဝကတို့တည်အပ်မြတ်ပေါင်းပြုအပ်သောမတ်ဖို့နိဗ္ဗာန်သုံးတန်သောချမ်းသာသူချမ်းသာမြတ်တို့ကိုလွယ်ကူသောအကျင့်နှင့်မြန်သောတိဉာဏ်ထူတို့ဖြင့်ကိုစီကိုငါအမြန်ဆုံးမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း